တော့အားလုံးပဲမင်္ဂလာပါเนาะအဲ့တော့ဒီနေ့ကတော့ကျွန်တော်8လပိုင်း73ရက်နေ့ခြာသာရင်းနေ့ကျွန်တော်တို့ Europa League qualification ပွဲစဉ်တွေရှိမယ် Conference League qualification ပွဲစဉ်တွေရှိမယ်เนาะအဲ့တော့ဒီမှာတော့ကျွန်တော်ဒီသုံးသက်ချက်တွေပြောမယ်ဒါပေမဲ့သုံးသက်ချက်တွေအကုန်တော့မပြောတော့ဘူးပွဲအကုန်ဆိုရင်များသွားမှာဆိုတော့အဲ့တော့ကျွန်တော်ကြိုက်တဲ့ဟာလေးပဲကျွန်တော်ရွေးပြောလိုက်မယ်အဓိကတော့ကျွန်တော် Telegram channel မှာတော့ကျွန်တော်ကြိုက်တဲ့တပွဲကိုကျွန်တော်ပြန်ရွေးပေးမယ်အဲ့တော့ Telegram channel လေး join တာဒီနာမည်ပါပဲရိုက်ရှာကြည့်လိုက်ပါเนาะအဲ့တော့ brother ကိုတွေ့ပါလိမ့်မယ်မနေ့ကတော့ကျွန်တော် Telegram channel မှာတော့ကျွန်တော်ဒါ PSG ပွဲ PSG နဲ့ FIFA ပွဲကိုเนาะကျွန်တော် PSG လေးချပေးခဲ့တာအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်နေအဲ့တော့ကျွန်တော် channel လေး subscribe လုပ်တဲ့ညီကိုရှိနေ subscribe လေးလုပ်ပါပေးလို့တောင်းဆိုချင်ပါတယ်เนาะအဲ့တော့ပထမဆုံးတစ်ပတ်ကျွန်တော် Cryover နဲ့ Kubat အဲ့တော့ Cryover ကတစ်လုံးစွမ်းနေကျွန်တော်40လောက်နေနာမယ်နှလုံးစွမ်းနေကျွန်တော်တို့အပြည့်နေနာမယ်ဆိုတဲ့ဈေးထဲမျိုးပေးထားတယ်အဲ့တော့ပထမကျောင်းမှာတော့ဒီနှစ်သင်းက1-1တေးကြခဲ့တယ်တော့နှစ်သင်းကစားပုံကိုကြည့်မယ်ဆိုရင် Kubat ဒီကျွန်တော်တို့အဝေးကွင်းရခန်းစစ်အသားပေးဆော့လေးရှိအဲ့တော့ဒီနေ့မှာလည်း Cryover အိမ်ကွင်းဖြစ်တယ် Cryover ပေးထားတဲ့ဈေးတန်းရလေးပြင်းနေကူပတ်အောင်ဂိုးရဖို့မလွယ်ဘူးဆိုတဲ့သဘောအဲ့တော့ဒီအချိန်ဒီမှာကျွန်တော် Cryover နဲ့ကူပတ်ပွဲချင်းမှာကျွန်တော်ဂိုးနဲ့လေးကြိုက်တယ်ကူပတ်တို့အနေနဲ့ဝေးကွင်းမှာလည်းခန်းစစ်ကိုတာပေးဆော့လာနိုင်တယ်ပေးထားတဲ့ဈေးတန်းရလည်းကူပတ်ဂိုးရဖို့ခတ်တာဆို1စီလောက်နဲ့ပြီးသွားဖို့များမယ်1-1လေးဖြစ်သွားနိုင်တယ်เนาะအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီနေ့ပွဲချင်းမှာဂိုးရကိုကြိုက်တယ်เนาะပြီးရင်နောက်တစ်ပွဲကျွန်တော် Basseter နဲ့ Caradove အဲ့တော့ Basseter တွေနှလုံးစွာနဲ့အပြေးရမယ်3လုံးစွာနဲ့20လောက်ရမယ်ဆိုတဲ့ဈေးတန်းမျိုးပေးထားအဲ့တော့ Basseter ဒီပထမကျောင်းမှာ1စီနဲ့နိုင်ထားတယ်ဒါကိုပထမကျောင်း1စီနဲ့ပြီးထားတဲ့နှစ်သိန်းတွေ့တာကို3လုံးဆိုရင်တော့ကျွန်တော်တို့20လောက်ပဲရမယ်ဆိုရင်ဈေးတန်းမျိုးပေးထားတယ်ပြောချင်တာတော့ဒီဂိုးပေါင်းဈေးကပြင်းနေပြီးတော့နောက်တစ်ချက်နှလုံးစွာနဲ့အပြေးရမယ်မှာ3လုံးစွာနဲ့20ရမယ်ဆိုတော့ body ဈေးနဲ့ဂိုးပေါင်းဈေးတွေကျွန်တော် balance ဖြစ်မနေဘူးအဲ့တော့နှလုံးစွာနဲ့အပြေးဆိုရယ် Basseter ဈေးက Basseter နှလုံးရဖို့ရာကောင်းရနိုင်တယ်တို့ပေမဲ့ဒါ Carobow တကူလောက်ပြန်ပေးရနိုင်ခြေရှိရဆိုတဲ့သဘောအဲ့တော့ဂိုးပေါင်းဈေးပြင်းတယ်လို့ယူဆဖြစ်တဲ့အတွက်ကျွန်တော် Basseter နဲ့ဒီ Carobow ပွဲစဉ်မှာကျွန်တော်အနေနဲ့ဂိုးများကိုကြိုက်တယ် body ရွေးပြပါဆိုတော့ body ကနည်းနည်းလေးအန်နေများတယ် Basseter အနေနဲ့ညနေရောက်ကြရင်နှလုံးစွာနဲ့50 60ဝန်းကျင်ဆိုရင်တော့ Basseter ကြိုက်တယ်အဲ့လိုမဟုတ်ပဲဒီ90ဒီနောက်80ဝန်းကျင်မှာဆိုရင်တော့ကျွန်တော်အနေနဲ့ Crowd ပါပဲနေချင်တယ်เนาะဒီနောက်တစ်ပွဲကကျွန်တော်တို့ Goni နဲ့ Fancy Bar တို့30လောက်နေနာမယ် Goni ဘက်ကပြန်ပေးထားတယ်နှလုံးစွာနဲ့အပြည့်နေနာမယ်ဆိုတဲ့ဈေးတန်းမျိုးပေးထားတယ်เนาะအဲ့တော့ Goni နဲ့ Fancy Bar တို့မှာတကယ်ဒါအသင်းလီအဆင့်တန်းရအောင်အသင်းအဆင့်တန်းအောင်ရအောင်မြင်တာဒီ Fancy Bar တို့ဒီအများကြီးပုံမြင်ပါတယ်အဲ့တော့ပထမကျုံမှာဒါ Fancy Bar တို့1စီးနဲ့ပေးထားတယ်ဒီနေ့ Goni အိမ်ခွေအဲ့တော့ Goni ဒီဒါအနိုင်3မှတ်လိုတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာဒါ30လောက်နေနာမယ်ခေါင်းပြန်ထွက်ထားတာအဲ့တော့ Fancy Bar တို့ဒီလည်းဒါအဲ့လောက်ညံ့နေသေးမဟုတ်ဘူးဒီနေ့ပထမကျုံမှာလည်း1စီးနဲ့နိုင်ထားဖြစ်တဲ့အတွက်ဒီနေ့အဝေးကွင်းကနေတော့ Fancy Bar တို့အနေနဲ့ထိန်းဆော့လာမယ်ထင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်ဂိုးအောက်ပဲကြိုက်တယ်1-1လို result မျိုးကဒီပွဲစဉ်အတွက်အလှဆုံးပဲเนาะအဲ့တော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာ Fancy Bar တို့ကြိုက်တယ်ပြီးရင်ဂိုးအောက်ကြိုက်တယ်เนาะပြီးရင်နောက်တစ်ပွဲကကျွန်တော်17ခွင်းမှာလာမယ် Power Phone နဲ့7အဲ့တော့40လောက်နေနာမယ်7ဘက်ကခေါင်းထွက်ထားတယ်နှလုံးစွာနဲ့အပြည့်နေနာမယ်အဲ့တော့7ဒီဝေးကွင်းကန်မှာပထမကျုံမှာလည်း7နိုင်ထားတယ်ဒါဒီနေ့7ကပဲခေါင်းပြန်ထွက်ထားရဲဆိုဒီဈေးတန်းကတခုခုတော့မှားနေတယ်ကျွန်တော်တို့ Boki ဒီနည်းနည်းလေး trade ထားတဲ့ပုံစံမျိုးကိုရောက်တယ်တော်တော်များများကလည်းကျွန်တော်7နဲ့ Power Phone မှာ7ကိုပို့ပြီးတိကြတယ်7ကကျွန်တော်နဲ့တိတ်မစိမ့် Power Phone ကျတော့နည်းနည်းလေးစိမ့်နေတယ်တော့ပါတယ်ဒါပေမဲ့လည်းတကယ်ကစားညီကိုဆိုရင်တော့တိပါတယ်အဲ့တော့7ဘက်နေခြင်းအောင်ပို့ထားရလို့ပဲကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ဒီနေ့မှာ Power Phone အိမ်ကွင်းကိုယုံကြည်ခြင်းနဲ့ Power Phone ကြိုက်တယ်နှလုံးစွာနဲ့အပြည့်နေနာမယ်ဆိုရယ်ဈေးတန်းဒီဈေးတန်းမှာလည်းကျွန်တော်ဂိုးအောက်ပဲကြိုက်တယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဒီစီဇန်ဒီကကူညီပံ့ပိုးပေးအောင်ကျွန်တော်ဒါ Mr. P ပေါ့နော်ဒါကျွန်တော်ရဲ့ညီကိုပါပဲသူ့ရှိမှာ brother တို့ဒါစိတ်ချောင်းယူစားစောင့်စားလို့ရတယ်အဲ့ပုံသူ့ဒါအသေးစိတ်ကိုကျွန်တော် Telegram မှာတင်ပေးထားတယ်เนาะအဲ့တော့ Telegram မှာအသေးစိတ်သွားဆက်သွယ်မြင်မြန်လို့ရတယ်ကျွန်တော်ရင်းနေရလေးမေးတယ်ပြင်ကြီးဘယ်မှာဆော့ရမလဲဆိုရင်ညီကိုတွေအတွက်เนาะအဲ့တော့ကျွန်တော်ဒါစိတ်ချယုံကြည်ရပါတယ်ကျွန်တော်ညီကိုပါသူ့ရှိမှာဒါ 55i ဘတ်ကိုစိတ်ချယုံစားငွေသွင်းငွေထုတ်ပြုလုပ်လို့ရပါတယ်အဲ့တော့ကောင်းဖွင့်တဲ့ညီကိုတွေလည်းသူ့ရှိမှာတောင်းပေးလို့ရပါတယ်เนาะအဲ့တော့နောက်တစ်ပွဲကကျွန်တော် Viking ကနဲ့သွန်းကျွန်တော်20လောက်နေနာမယ်3လုံးဆိုရင်ကျွန်တော်တစ်ဝက်လောက်နေနာမယ်ဒီမှာဆိုရင်တော့ကျွန်တော် formula ဝင်နေတယ် voice ဈေးပြော့တယ်ဂိုးပေါင်းဈေးပြင်းနေဆိုတဲ့ပုံစံမျိုးသွားနေဒါပေမဲ့ကျွန်တော်တစ်ချက်သတိထားမှာဒီ Champions League qualification Europa League qualification ပွဲစဉ်တွေမှာ formula တွေကတော့ကျွန်တော်အရင်ကြီးတော့အသုံးဝင်နေသေးတော့မပါဘူးဒါပေမဲ့ခြေစွမ်းရကြည့်မယ်ဆိုရင်ပထမကျမှ3-3 စီးနဲ့နိုင်ထားတယ် Viking ကဒီနေ့အိမ်ခွင်းမဖြစ်မနေဖွင့်ကန်ရတော့မိတဲ့အနေထားဒီအချိန်ဒီမှာကျွန်တော်3ဂိုးတော့ရောက်နိုင်တယ်အဲ့တော့3ဂိုးရောက်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ40လောက်ကတော့ရင်းကြည့်ရမှာပဲအဲ့တော့ကျွန်တော်ဒီ Viking ကနဲ့3ပွဲစဉ်မှာကျွန်တော်ဂိုးများကြိုက်တယ်အပြန်အလှန်သွင်းကိုမြင်ရနိုင်မယ်ထင်တယ်အဲ့တော့20လောက်နေနာမယ် Viking ကပေးထားဖြစ်တဲ့အတွက်အနိုင်3မှတ်လိုနေတဲ့ Viking ကဘက်ကပဲကျွန်တော်ရက်တည်ရမှာပဲအဲ့တော့ကျွန်တော် Viking ကကြိုက်တယ်20လောက်တော့ရင်ရနိုင်တယ် Viking တို့အနေနဲ့နောက်တစ်ဆင့်တက်ဖို့မလွယ်တော့ဘူးဆိုပေမဲ့တကူလောက်တော့ရနိုင်မှာပေါ့နော်ပြီးရင်နောက်တစ်ပွဲကကျွန်တော်တို့ CSK ဆိုဗီယာနဲ့မကာဗီတဲဗစ်အဲ့တော့ဒီမှာလဲတစ်ပွဲလောက်နေနာမယ်ဆိုဗီယာပေးထားတယ်တေးစွမ်းတစ်ပွဲလောက်နေနာမယ်နှလုံးစွမ်းနဲ့80လောက်နေနာမယ်အဲ့တော့ဒီဈေးတန်းကလည်းကျွန်တော် formula ဝင်တာပေါ့နော် body ဈေးဒီတစ်ဝက်လောက်နစ်နာမယ်နောက်ကကိုပေါင်းစီနှလုံးဆောင်ရင်တစ်ဝက်လောက်နစ်နာမယ်60လောက်နစ်နာမယ်ဒီပေါ်ဈေးတန်းဝင်းကျင်မှာဆိုရင်ကျွန်တော်တို့ကအပြန်အလှန်သွင်းကိုမြင်ရလိမ့်ရှိတယ်အထူးသဖြင့်1-1လို result မျိုးတည့်တယ်
2-1နဲ့ပြီးသွားတဲ့ပွဲစဉ်တွေကလည်းများတယ်ပြောချင်တာတော့ goal ပေါ်လေးရှိရပေါ့အဲ့တော့ပထမကျမှာဒါဆိုဖီယာဒီ3-0နဲ့နိုင်ထားတဲ့ဝေးကွင်းကအဲ့တော့ဒီနေ့အိမ်ကွင်းမှာလည်းဆိုဖီယာအနေနဲ့ကန်လာအောင်မယ်မကာဗီတဲဗစ်အနေနဲ့ကကျွန်တော်ဘာမှများစွာမျှော်လင့်လို့မရဘူးပထမကျမှာလည်း3-0နဲ့ရှုံးပြီးပြီအခုလည်းဝေးကွင်းကန်အောင်မှာဆိုမထူးဆက်ဂိမ်းပြီးဖွင့်ဆော့လာနိုင်တယ်အဲ့တော့ဒီချင်းဒီပုံမှာကျွန်တော်မကာဗီတဲဗစ်နဲ့ဆိုဖီယာပွဲစဉ်မှာကျွန်တော်ဂိုးများကြိုက်တယ်ဘော်ဒီရွေးပေးပါဆိုရင်တော့ကျွန်တော်ဆိုဖီယာဘက်ကပဲနေခြင်းတယ်နော်ပြီးကျွန်တော်အန်နာလက်နဲ့ POK အန်နာလက်နဲ့ POK မှာတော့ကျွန်တော်ဒါဂိုးနဲ့လေးကိုပဲကြိုက်တယ်အန်နာလက်အနေနဲ့ပထမကျုံးမှာလည်းနိုင်ထားတယ်ဒီနေ့အိမ်ကွင်းလည်းဖြစ်နေတော့အိမ်ကွင်းမှာခန်းစစ်ကိုအသားပေးဆော့လာနိုင်တယ်ပေးထားတဲ့ဈေးတန်းရ20လောက်နေတာပဲအန်နာလန်ပေးထားတယ်အဲ့တော့အိမ်ကွင်းလည်းဖြစ်တယ်ပထမကျုံးလည်းနိုင်ထားတဲ့အန်နာလက်တို့အနေနဲ့ခန်းစစ်အသားပေးဆော့လာတဲ့ပုံမှာတော့အပြန်အလှန်သွင်းကိုတိတ်ပြီးမြင်ရမယ်မထင်ဘူးနော်နောက်တစ်ပွဲကကျွန်တော်ဘာပွဲရှိမလဲဆိုရင် half နဲ့ Benfica အဲ့တော့ Benfica ကြီးတစ်လုံးစွာနဲ့တစ်ဝက်လောက်နေတာပဲ3လုံးစွာနဲ့တစ်ဝက်လောက်နေတာပဲဒီ formula ကကျွန်တော်အကြိုက်ဆုံး formula ထဲမှာပါတယ်ကျွန်တော်ဗီဒီယိုရင်းနေရကြည့်တယ်ပြီးခဲ့တဲ့အထူးသဖြင့်ပြီးခဲ့တဲ့နှစ်ပေါ့နော်ပြီးခဲ့တဲ့နှစ်မှာကျွန်တော်ဗီဒီယိုတောက်လျှောက်ကြည့်ရဲ့ညီကိုတွေဆိုသိလိုက်မယ်ဒီ formula ကအရန်အသုံးဝင်နေပေါ့နော်အသုံးဝင်တာဆက်ဆိုင်ကျွန်တော်အကြိုက်ဆုံး formula ပါဘာလဲဆိုရင်ဘော်ဒီစီတစ်လုံးစွာနဲ့တစ်ဝက်လောက်နစ်နာမယ်ဆိုရင်ဝင်ရိုးအောင်ဘောပေါင်းစီ3လုံးစွာနဲ့တစ်ဝက်လောက်နစ်နာမယ်ဆိုရင်ဝင်ရိုးအောင်မှာဆိုရင်ဒါအပေါ်အသင်းကအနည်းဆုံးတကူးနေတော့နိုင်တယ်အဲ့တော့နှစ်ကူးပြတ်သွားတဲ့ပွဲစဉ်တွေလည်းများတယ်ဒါပေမဲ့ဒီမှာကျွန်တော်တစ်ချက်ပြန်စဉ်းစားမှာဒါပထမကျော်ဒုတိယကျော်ကန်လာဖြစ်တဲ့အတွက်ပထမကျော်မှာဘန်ဖီကာစီ6-1နဲ့နိုင်ထားရဆိုတော့နောက်တစ်ဆင့်တက်ဖို့ကတေချာသွားရင်အဲ့တော့ဒီနေ့ကန်လာပါမလားဒီတစ်ချက်ပဲကျွန်တော်စိတ်ပူရတယ်အဲ့တော့ဘန်ဖီကာအဝေးကွင်းတော့ဖြစ်နေရမှန်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဘန်ဖီကာထပ်ကန်လာအောင်မယ်ထင်တယ်အဲ့တော့ကျွန်တော်အကြိုက်ဆုံးပုံစံဖြစ်တဲ့ဘော်ဒီစီတစ်လုံးဆိုရင်တစ်ဝက်လောက်နစ်နာမယ်ဆိုရင်ဝင်ရော3လုံးဆိုရင်တစ်ဝက်လောက်နစ်နာမယ်ဆိုရင်ဝင်ရောအောက်မှာဆိုရင်ကျွန်တော်အမြဲတမ်းပြောတယ်2-0နဲ့ပြီးရများတယ်3-1ဖြစ်တဲ့ပွဲမရှိဘူးလားမဟုတ်ဆိုရှိတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်2-0အတိအကျလေးကြိုက်တယ်ဘန်ဖီကာကြိုက်တယ်ပြီးရင်ကျွန်တော်ဂိုးအောက်ကြိုက်တယ်နော်ပြီးကျွန်တော်တို့ Conference League သွားမယ် Conference League ကကျွန်တော်ဘယ်ပွဲကြိုက်လဲဆိုတော့ Midtjylland နဲ့ Bohemian နော် Midtjylland နဲ့ Bohemian မှာ Midtjylland ဒီနှလုံးစွာနဲ့10ပြားလောက်ရမယ်3လုံးစွာနဲ့80လောက်နစ်နာမယ်ဆိုရယ်စီတန်းမျိုးပေးထားတယ်အဲ့တော့ပုံမှန်လင်းပြောရင် Conference League တွေကတော့နည်းနည်းလေးတော့အန်နေများတယ်နည်းနည်းလေးတော့ထိန်းဆိုပထမကျုံးမှာ Midtjylland ဒီဒါ2-0နဲ့နိုင်ခဲ့တယ်အဲ့တော့ Bohemian ကတော့ကျွန်တော်တို့နဲ့စိမ့်နေ Ireland Club အဲ့တော့ပထမကျုံးမှာတော့အဝေးကွင်းကနေအိမ်ကွင်းကနေBohemian တွေရှုံးခဲ့သေးတာဒီနေ့ Midtjylland အိမ်ကွင်းမှာဆိုရင်တော့လွယ်မှာမဟုတ်အဲ့တော့ Midtjylland ဘက်ကသွင်းကိုပဲကျွန်တော်ကြည့်ရမယ်ဆိုတဲ့တော့အဲ့တော့ကျွန်တော်ဒီနေ့ပွဲချိန်မှာ Midtjylland ကြိုက်တယ်3လုံးစွာနဲ့80လောက်နေတာပဲဒီဂိုးပေါင်းစည်းမှာလည်းကျွန်တော်ဂိုးများပဲထက်ကြိုက်တယ်နော်ပြီးရင်နောက်တစ်ပွဲကကျွန်တော်တို့ဘာရှိမလဲဆိုရင် Dynamo Minsk နဲ့ Braga အဲ့တော့ Braga ဒီတစ်လုံးစွာနဲ့80လောက်နေတာပဲ3လုံးစွာနဲ့ကျွန်တော်တို့တစ်ဝက်လောက်ရမယ်ဆိုတဲ့ဈေးတန်းမျိုးပေးထားတယ်1 minus 3 black 1 minus 3 black တို့ဈေးတန်းမျိုးမှာဆိုရင်ကျွန်တော်တို့ဒီဒါအောက်တင်းနဲ့9ရတယ်အပေါ်တင်းနဲ့9ရတယ်ဆိုတဲ့သဘောပဲအဲ့တော့ပထမကျော့မှာ Braga ဒီ1 စီနဲ့နိုင်ခဲ့တယ်အဲ့ဒီပွဲမှာ Dynamo Minsk များများဆဆတော့တိတ်မလုံနိုင်ဘူးသို့ပေမဲ့ဒီနေ့မှာ Dynamo Minsk အိမ်ဝင်ဖြစ်တယ်အဲ့တော့ Dynamo Minsk ကိုကျွန်တော်အနေနဲ့တကူလောက်တော့ပေးခြင်းတယ်အဲ့တော့ဈေးကွက် formula ရလေကျွန်တော်ခုနပြောလို့အောက်တင်းနဲ့9ရနိုင်ခြင်းများတယ်ပေါ်တင်းနဲ့9ရနိုင်ခြင်းများတဲ့အခြေအနေပေါ်မှာတော့ကျွန်တော်ဒီ Dynamo Minsk နဲ့ Braga ပွဲစဉ်မှာကျွန်တော်9များကြိုက်တယ်เนาะ body ရွေးပေးပါဆိုရင်ကျွန်တော် Dynamo Minsk ပဲကြိုက်တယ်เนาะအဲ့တော့ကြိုက်တွင်ညီကိုဆိုယူပါကြိုက်တွင်ညီကိုလည်းကြော်ပါပေါ့เนาะကျွန်တော် Telegram channel လေးတွေ join တာပါအဲ့တော့တလက်စရဲကျွန်တော်ဒီလာမဲ့20ရက်နေ့ဆိုရင်ကျွန်တော်လီကြီးရပြန်စပြီပေါ့เนาะအဲ့မှာမမဝင်ချင်းညီကိုရကျွန်တော်ဆက်သွယ်လို့ရပါပြီ Viber နံပါတ်3995533442ကိုဆက်သွယ်ပေးပါကျွန်တော်ဒီအဲ့တလုံးပဲသုံးပါတယ် Viber သုံးဖို့ Telegram ဆက်သွယ်ပေးပါအဲ့တော့ရိုးရိုးမှန်မှာတော့ကျွန်တော်ပုံမှန်9000ယူတယ် VIP ကတော့ကျွန်တော်ဒါတစ်လကို3သိန်းယူရပေါ့နော်အဲ့တော့ဒီပထမဆုံးဝင်မဲ့15ရောက်တဲ့ကျွန်တော် promotion နဲ့လုပ်ပေးထားတယ်အဲ့တော့ရိုးရိုးမှန်မှာအနည်းဆုံး2လစဝင်မဲ့ညီကိုတွေတော့ကျွန်တော်တစ်လကို3900နဲ့စီစဉ်ပေးထားတယ်နော်အဲ့တော့အဲ့ဒါတော့ကျွန်တော်15ရောက်ပဲစီစဉ်ပေးနိုင်မယ်တကယ်လို့အခုရေကဝင်ခြင်းတဲ့ညီကိုတွေကတခါတည်းဝင်ထားလို့ရပါတယ်ကျွန်တော် Viber ဆက်သွယ်ပေးပါ VIP ကတော့ကျွန်တော်ပုံမှန်တစ်လကို3သိန်းယူရဒါပထမဆုံးဝင်တဲ့15ရောက်ကိုကျွန်တော်2,600နဲ့စီစဉ်ပေးထားပါတယ်เนาะအဲ့တော့ VIP ကတော့ကျွန်တော်အကြိုက်ဆုံးခေါင်းပွဲကိုရွေးပေးတာအာမခံချက်ပါမယ်လာကြောက်အပေါင်းမထွက်ရင်တော့ကျွန်တော်မမကြီးပြန်ပေးပါတယ်เนาะအားလုံးပဲကြံအောင်ကြပါစေကိုလပ်ပါ